အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်ဆိုးသူနီးပညာ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ချစ်သူရည်သားသမီးသားတွေကိုယ့်ရဲ့ဇနီးမယားလင်းယောက်ျားတွေသားသမီးတွေဝန်ထမ်းတွေကိုကျွန်တော်စိတ်မချတဲ့သူလေးအတွက်ပေါ့နော်ဘာလဲဆိုလို့ရှိရင်သူတို့ဖုန်းထဲကိုကျွန်တော်တပ်ပါတီ software အနေနဲ့ software တစ်ခုထည့်စရာမလိုဘဲနဲ့သူတို့ဖုန်းထဲကိုကျွန်တော် Gmail လေးထည့်ထားရုံနဲ့သူတို့ဖုန်းထဲက software တွေကိုလမ်းထိန်ချုပ်လို့ရတယ်ပေါ့နော်လမ်းထိန်ချုပ်လို့ရတယ်ဒါလေးကဘလို့လူတွေအတွက်ပို့အဆင်ပြေမလဲဆိုလို့ရှိရင်ကိုယ့်အိမ်မှာကျောင်းသားတွေပေါ့နော်ကလေးတွေကိုယ့်ရဲ့သားသမီးတွေရှိတဲ့သူတွေအတွက်ပို့အဆင်ပြေတယ်ပေါ့နော်ကိုသားသမီးတွေကပညာရေးတစ်ဖက်နဲ့ကျွန်တော်ဂိမ်းတွေအလွန်ကျွံဆော့တာတွေတခြားတစ်တော်ကြီးတာတွေဘာညာတွေပေါ့နော်အဲ့လို social media သုံးတာတွေအဲ့ဒါမျိုးတွေအသုံးပြုတာတွေအလွန်ကျွံသုံးလာပြီဆိုလို့ရှိရင်ကျောင်းပညာရေးလည်းနှောင့်နေတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ကျွန်တော်ဒီပေါ့နော်ဂိမ်းဆိုလို့ရှိရင်လည်းသူတို့ကိုဒီဂိမ်းကိုဆော့လို့မရအောင်ကျွန်တော်လှမ်းပြီးကမှဟိုထိန်းချုပ်လို့ရပါတော့ကျွန်တော်ဂိမ်းဆိုလဲဥပမာပြကျွန်တော်ဘယ်ချိန်နဲ့ဘယ်ချိန်ဆော့အဲ့လိုမျိုးပေါ့နော်အချိန်သတ်မှတ်ပေးလိုက်လို့လေရတဲ့ဖုန်းနဲ့ကိုဖုန်းကနေပေါ့နော် remote control လုပ်နေလို့ရပါတော့ကိုဖုန်းကနေထိန်းချုပ်လို့ရတယ်အဲ့တော့သူတို့လုံးဝဆော့လို့မရအောင်လဲလန့်ဘလော့လို့ရတယ်အချိန်ကတ်သက်ပြီးလဲလုပ်လို့ရတယ်ပြီးလို့ရှင်သူတို့ဟိုသွားဒီသွားဆိုလို့ရှင်လဲသူတို့ဘယ်ရောက်နေလဲပါညာပေါ့နော် location တွေလဲကြည့်လို့ရတယ်ပေါ့နော်အဲ့မျိုးပြီးလို့ရှင်သူတို့ကဒီဂိမ်းဆော့နေနေပေါ့နော်ဒီ play store တွေပါကနေဂိမ်းတွေတခြားဂိမ်းတွေ slot ဂိမ်းတွေပါညာအဲ့မျိုးတွေ download ဆွဲတာတွေပါ play store ကနေဆွဲတာတွေလဲ play store ကို software downloadမရအောင်လေးလမ်းပြီးကမှထိန်းချုပ်လို့ရတယ်ဒီပြီး YouTube ပေါ့နော် YouTube တွေပါတယ်အဲ့လိုပေါ့နော် website တွေအဲ့မျိုးတွေလှမ်းပြီးကမှ block ထားလို့ရသူတို့သုံးလို့မရအောင်ပေါ့နော်ကလေးအတွက်ပို့အဆင်ပြေတယ်ပေါ့နော်ကလေးတွေကြအဲ့လိုကျွန်တော်ပြောသလိုနော်ပညာရေးတစ်ဖက်နဲ့ game ကိုအလွန်ကျွံဆော့လို့ချင်းအဲ့ game တွေကိုအချိန်ကန့်သတ်ပြီးကမှလှမ်း block တာတွေလှမ်း block တာတွေပြီးလို့ချင်းလူသုံးလို့မရအောင်လုပ်တာတွေပါညာတွေကိုဖုန်းထဲကနေလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးလုပ်တဲ့နည်းလေးပေါ့နော်အဲ့ဒါကတော့သူတို့ဖုန်းထဲကို Gmail လေးထည့်ရမယ် Gmail လေးထည့်ပြီးကမှ permission လေးတောင်းတာတွေလုပ်ပေးရမယ်တခြားသီးသန့် software သူတို့ဖုန်းထဲမှာတော့ထည့်စရာမလိုပေါ့နော်ဥပမာကျွန်တော်ဒီဖုန်းဆိုလို့ရင်ဒီဒါကိုယ့်ရဲ့ချစ်သူဖုန်းလို့ပဲသဘောထားလိုက်ပေါ့နော်ဒီဖုန်းတွေကဒီ software တွေကိုကျွန်တော်ဒီဖုန်းကနေမှလန့်ထိန်ချုပ်မယ်ပေါ့နော်ဒီဖုန်းကနေမှလန့်ထိန်ချုပ်မယ်ဒီထဲရတယ်ဒီထဲ software တွေပေါ့နော် TikTok ဆိုလဲ TikTok ဝင်မရအောင်နေဒါမှမဟုတ်ဟိုအချိန်ကန့်သက်ပြီးကမှအဲ့အချိန်လောက်ပဲဝင်လုံးလို့ရအောင်နေအဲ့လိုပေါ့နော်အဲ့ဒါမျိုးတွေထိန်ချုပ်လို့ရတယ် location တွေကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးပေါ့နော်ဒီတဲ့ကောင်းတဲ့ software တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ software တွေကတင်လို့မရဘူးဒါကじゃ Google ရဲ့ထုတ်ထားတဲ့Google Family Link ဆိုတဲ့ကောင်လေးနဲ့လုံးမှဖြစ်တယ်ဒါတရားဝင်သူကဒီ family အတွက်တရားဝင်လဲသူကဒီ Play Store မှာရှိတာဖြစ်တယ်သိရှော့မရှိဘူးပေါ့နော်ဒီတဲ့ကောင်းတဲ့ spyware တွေလည်းရှိတယ်သူတို့ဖုန်းထဲကလုံဆောင်ချက်အားလုံးတွေကိုကြည့်လို့ရတဲ့ software တွေလည်းရှိတယ်ပေါ့နော်ရှိတယ်သူတို့ဖုန်းဆိုလဲဘယ်သူနဲ့ဘာပြောနေလဲဘာညာပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ကျွန်တော်တင်လို့မရလို့တင်မပြီးတော့ဘူးဒီနည်းလေးတော့တင်ပေးလိုက်မယ်အခုကတော့ဒါ Google Family Link ဆိုတဲ့ကောင်လေးကိုအသုံးပြုပြီးကမှသူတို့ဒါဆော့လို့အသုံးပြုခြင်းတဲ့ဟာတွေဂိမ်းတွေအလွန်ကျွံပေါ့နော်ဖုန်းကိုအလွန်ကျွံမသုံးအောင်ကျွန်တော်လန့်ထိန်ချုပ်မဲ့နီးလေးကိုပဲကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒါကိုယ့်ရဲ့မိသားစုလေးတွေဒီသားသမီးလေးတွေအကြောင်းပညာရေးနဲ့ဒါသူတို့အတွက်အထောက်အကူဖြစ်အောင်လို့ဒါတင်ပေးခြင်းဖြစ်ပါတယ်ဒါအဲ့တော့ဒီဖုန်းပေါ့နော်ဒီဖုန်းထဲကိုကျွန်တော် Gmail တစ်ခုထည့်ရမှာပေါ့နော်Gmail ထည့်ရမယ် Gmail ထည့်ပြီးကမှကျွန်တော်ဒီဖွင့်စရာရှိတာလေးဖွင့်ရမယ်ပေါ့နော်အဲ့တော့ဒါကကိုယ့်ရဲ့ချစ်သူသမီးသားဒါမှမဟုတ်ကိုယ့်ရဲ့သားသမီးဖုန်းလိုပဲသဘောထားလိုက်ပေါ့ဗျာဒီဖုန်းလေးကိုအဲ့လိုသဘောထားလိုက်ဒါကတော့ကျွန်တော်သုံးမဲ့ဖုန်းဒါကတော့ထိန်းချုပ်မဲ့ဖုန်းပေါ့နော်ဒီကောင်တော့ထိန်းချုပ်ခံမဲ့ဖုန်းပေါ့နော်အဲ့တော့ထိန်းချုပ်ခံမဲ့ဖုန်းထဲမှာကျွန်တော် Gmail အကောင့်ကတစ်ခုပဲရှိဖို့လိုတယ်ဗျ Gmail အကောင့်တွေအများကြီးရှိနေလို့မရဘူး Gmail အကောင့်လေးတစ်ခုပဲရှိရမယ်အဲ့တော့လုံးမဲ့ဆိုတော့ကျွန်တော်သူတို့ဖထဲကိုလည်း Gmail ထည့်ရမယ်ထည့်မယ်ဆိုတော့အဲ့တော့ဘာလို့မလဲဆိုလို့ချင်းကျွန်တော်ဒီမှာ setting လေးကိုသွားလိုက်ပေါ့နော် setting လေးကိုကျွန်တော်တစ်ချက်သွားလိုက်မယ်တင်နေသွားလိုက်ပြီးလို့ရှင်တော့ဒီမှာဒါမျိုးလေးပေါ်လာရင်ဒီလိုအပေါ်လေးနည်းနည်းဆွဲတင်လိုက်ပေါ့နော်digital web personal controller ဆိုတဲ့အကောင်လေးပေါ့နော်ဒီမှာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဒီမှာဒါလေးပေါ့နော်အဲ့ကောင်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်အရင်ဆုံးအကောင်လေးနှိပ်ရမယ်နှိပ်ပြီးလို့ရှင်ကျွန်တော်ခဏလေးဆောင်ပေါ့နော်ဆောင်ပြီးလို့ရှင်ကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပေါ့နော်အပေါ်လေးနည်းနည်းဆွဲတင်လိုက်လို့ရှင်ဒီအောက်ဆုံးမှာပေါ့နော် set as personal controller ဆိုတာလေးရှိတယ်အောက်ဆုံးမလေးမှာပေါ့နော်အဲ့ကောင်လေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှင်ဒါမျိုးလေးပေါ်လာပြီပေါ့ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှင်တော့ကျွန်တော် let do this ဆိုတဲ့အကောင်လေးပေါ့နော်ဒီမှာအောက်ဆုံးမှာအပြာလေးနဲ့ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒါမျိုးလေးပေါ်လာပြီဆိုကိုက Gmail ဘယ်နှခုလေးရှိလဲပါညာကြည့်လိုက်ပါနော်ဒီမှာဒါမျိုးလေးနှိပ်ကြည့်လိုက်ရရှင်ဒီမှာဒီဖုန်းထဲမှာကျွန်တော်ဒီမှာ Gmail တစ်ခုပဲရှိတယ်ပေါ့နော်အဲ့လို Gmail ကတစ်ခုပဲရှိနေရမယ်အများကြီးရှိနေလို့မရဘူးเนาะအများကြီးရှိရင်ထိန်းချုပ်လို့မရဘူးGmail တစ်ခုရှိတယ်အဲ့ဒီတစ်ခုတွေ့ပြီဆိုလို့ချင်းဒီမှာအပြာလေးတွေပေါ့နော်ဒီမှာ supervisor အကောက်ဆိုတာလေးပေါ့နော်အဲ့ကောင်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဒါမျိုးလေးပေါ်လာပြီဆိုတော့နှိပ်ဆိုလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်
နှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာ email or phone ဆိုတာကတော့ကိုဖုန်းထဲက Gmail ကိုထည့်ရမှာပေါ့နော်ဥပမာကျွန်တော်ဒီမှာပေါ့နော်ဒါကိုကထိန်းချုပ်မဲ့ဖုန်းပေါ့နော်ဒီဖုန်းထဲမှာရှိတဲ့ Gmail ကိုကျွန်တော်ဒီဖုန်းထဲမှာလန့်ထည့်ရမှာပေါ့နော်じゃあဒီဖုန်းထဲမှာထည့်မယ်ဒီဖုန်းမှာရှိတဲ့ Gmail ကိုဒီဖုန်းထဲမှာထည့်လိုက်မယ်ကျွန်တော် Gmail လေးထည့်လိုက်မှာပေါ့နော်Gmail ထည့်တဲ့နေရာမှာလဲကျွန်တော် Gmail ရဲ့ location မှာကနိုင်ငံတစ်ခုတည်းဖြစ်ရမှာပေါ့နော်ကျွန်တော်နောက်ပိုင်းဒီမှာဒီ Google Play Point တွေပါတွေတချို့ကလိတဲ့သူတွေရှိရပါတော့ Google Play Point တွေပါတချို့ Gmail ကောက်တွေအမေရိကန်နဲ့ဖွင့်ထားတာမျိုးတို့ထိုင်းနဲ့ဖွင့်ထားတာမျိုးအဲ့ဒါမျိုး location တွေမတူရင်တော့မရဘူးနော်မြန်မာဆိုလဲရှင်းမြင်လဲမြန်မာထိုင်းဆိုလဲထိုင်းအမေရိကန်ဆိုလဲအမေရိကန်ပေါ့အဲ့ဒါမျိုးGmail ကောက်တူမှာဒါဒီကောင်ကတော့တော်တန်ကတော့ဖြစ်ခဲ့ပါတယ် Gmail ဖွင့်တာတွေကပေါ့နော်ကျွန်တော်တို့လိုဒီရှောက်ကလိတဲ့သူတွေဒီ Google Play Point ယူတာယူအဲ့လိုလူတွေလောက်ပဲနိုင်ငံတွေ quarter လောက်ဖြစ်ရှိမှာပေါ့နော်တော်တန်ကတော့တူပါတယ်အဲ့တော့じゃအဲ့မျိုးတို့ကိုယ့်ရဲ့ Gmail ကောက်ထည့်မယ်Gmail ကောက်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်ပါနော်နှိပ်ဆိုလေးနှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာအဲ့ဒီ Gmail ရဲ့ password ကိုကျွန်တော်တစ်ချက်ရိုက်ထည့်လိုက်မှာပေါ့နော်အဲ့တော့ကျွန်တော် password ရိုက်ထည့်ပြီး password ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်လက်ဆိုလေးနှိပ်ပြီးသွားနှိပ်ပြီးလို့ဆိုရှင်ကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပါနော်ဒီမှာအပေါ်လေးကိုဆွဲတင်လိုက်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်အပေါ်ဒီဆွဲတင်လိုက်ဆွဲတင်ပြီးကမှဒီအောင်နားမှာ password ထပ်တောင်းတယ်မနော် password ကတော့ဒါဒီဖုန်းထဲကပေါ့နော်ဒီသူ့ဖုန်းထဲကအကောက် Gmail အကောက်တစ်ခုပဲရှိရမယ်ဆိုတော့Gmail ရဲ့ password ပေါ့နော်ဒါသူ့ဖုန်းထဲက password ကိုထည့်မယ်စောနာပထမကျွန်တော် Gmail ထည့်တယ်အဲ့ Gmail ရဲ့ကိုဖုန်းထဲ password ထည့်တယ်အခုဒီတစ်ခါမှာတော့ဒီအောက်ကတော့ကိုယ့်ရဲ့ဒီဖုန်းထဲကပေါ့နော်အခုလက်ရှိဖုန်းထဲက Gmail တစ်ခုပဲရှိတဲ့ဖုန်းထဲကအဲ့ Gmail ရဲ့ password လေးကိုထည့်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နှိပ်ဆိုလေးကိုချက်နှိပ်လိုက်မယ်အဲ့တော့ခဏလေးစောင့်ပြီးပါကျွန်တော်ဒီမှာ line လေးမကောင်းလို့ပေါ့နော်အဲ့တော့ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ဆိုလေးပဲကျွန်တော်ဆက်နှိပ်လိုက်မယ်ပေါ့နော်နေလေးထည့်ပြီးလို့ရှင်သူ permission တောင်းတာလေးဒီမှာ allow ဆိုတာလေးကိုကျွန်တော်ချက်နှိပ်ပြီးလိုက်ပါနော် permission တောင်းလို့ရှင်အဲ့ permission လေးဖွင့်ပေးပေါ့နော်ပြီးလို့ရှင်ကျွန်တော်ဒီမှာပေါ့နော်ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှင်ကျွန်တော်နှိပ်ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒါဆိုလို့ရှင်တော့ဒါထိန်းချုပ်ခံရမယ်ဖုန်းပေါ့နော်ကိုယ့်ရဲ့သားသမီးဇနီးမယားလင်ယောက်ျားချစ်သူရည်သားတွေရဲ့ဖုန်းကတော့ဒါဒီလောက်ဆိုရင်လှုပ်ဆောင်ချက်ပြီးသွားပြီပေါ့နော်ဒါဘာ software မှမလို့ပေါ့နော်ဘာ software မှမလို့ပဲနဲ့သူတို့ဖုန်းထဲကရှိတဲ့ setting တွေကနေပဲလုတ်သွားတာပေါ့နော် setting လေးတွေကနေပဲဒါလုတ်သွားတာကိုယ့်ရဲ့ Gmail လေးထည့်လိုက်တာပေါ့နော်ဒါသူတို့ဖုန်းမှာတော့တခြား third party software အနေနဲ့ဘာမှမရှိဘူးမလို့ဘူးပေါ့နော်ဒါသူတို့ဖုန်းကလှုပ်ဆောင်ချက်ပြီးသွားပြီပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုယ်ဖုန်းကနေဘယ်လိုထိန်းချုပ်မလဲဘယ်လိုကြည့်မလဲဆိုတာလေးကိုကျွန်တော်ဆက်ပြပေးပါမယ်အဲ့တော့ကျွန်တော်စောနာကတော့ဒါကိုယ့်ရဲ့ချစ်သူရဲ့ဖုန်းထဲမှာပေါ့နော်လှုပ်ဆောင်ချက်တွေပြီးသွားပြီကိုဖုန်းကနေဘယ်လိုထိန်းချုပ်မလဲဘယ်လိုလုပ်မလဲဆိုတာလေးကိုကျွန်တော်ပြပေးမယ်ကိုဖုန်းမှာကတော့ကျွန်တော်ဒီစောနာကပြောတဲ့အတိုင်း Google Family ဆိုတဲ့ software လေးတော့လိုတယ်ပေါ့နော်ဒီမှာဒီ software လေးအဲ့ကောင်လေးက Play Store မှာသူက Play Store ဒီ Google ကထုတ်တာဖြစ်တယ် Play Store မှာ download ဆွဲလို့ရပါတော့Play Store မှာကျွန်တော် search bar လေးမှာပေါ့နော် Google Family လို့ရိုက်ရှာလိုက်ရင်ရတယ်ပေါ့နော်အလွယ်တကူပဲ software ကရှိတယ်ပေါ့နော်Google Family Link ဆိုပြီးမှရိုက်ရှာလိုက်လို့ရှင်ဒီကောင်လေးပေါ့နော်အဲ့ဒါလေးကို install တင်လိုက်ပေါ့နော် install တင်ရမယ်ကိုဖုန်းမှာကတော့ဒီ software လေးလိုတယ်သူဖုန်းကတော့ဒါကျွန်တော်မလိုတော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီသူတို့ဖုန်းကဒါပေမဲ့ကျွန်တော်အဲ့လိုလုပ်လိုက်လို့ရှင်ဒီမှာသူဖုန်းထဲမှာတော့သူက software တစ်ခုရောက်လာပေါ့နော်ဒါကိုလုံရင်းနဲ့သူကသူဝင်လာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဒါသူဖုန်းထဲမှာတော့အဲ့ဒါလေးရောက်လာတတ်တယ်ပေါ့နော်ဒီကောင်လေးကတခါလေးမှာလင်းချိတ်တာပြီးကမှတခါလေးတိုင်ပတ်တာလေးရှိဘာလဲဆိုလို့လင်းပြန်မဖြုတ်တတ်လို့ရှိရင်လည်းလေးခေါင်းစားတာလေးရှိရပေါ့နော်လင်းနောက်ဗီဒီယိုတွေမှာကျွန်တော်ဒီအဲ့ဒါကိုပြန်ပိတ်တဲ့နီလင်းဖြုတ်တဲ့နီပြပေးမှာပေါ့နော်ဒီနေ့မှာကတော့ဒါကျွန်တော်လင်းချိတ်တဲ့နီလေးပြပေးမှာပေါ့နော်လင်းမဖြုတ်တတ်လို့ရှိရင်လည်းတခါလေးခေါင်းချောက်စေတယ်ပေါ့နော်သူအဲ့ဒါမျိုးလေးခေါင်းစားရတဲ့အပိုင်းလေးရှိတယ်ပေါ့နော်အဲ့တော့ကြာဒီမှာကျွန်တော်အဲ့တော့ကိုဖုန်းမှာစောနာကြာကျွန်တော်ပြောတဲ့ Google Family Link ဆိုတာလေးကိုကျွန်တော် install တင်လိုက်ပေါ့နော် install ရောက်လာပြီဆိုတော့ကြာဒီမှာဒီ software လေးပေါ့နော်အဲ့လေးရောက်လာပြီဆိုတော့အဲ့ဒီ software လေးတွေကိုကျွန်တော်ချက်ဝင်လိုက်မယ်ဝင်လိုက်လို့ရှင်ဒါမျိုးလေးပေါ်လာပြီဆိုတော့ကြာကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှင်စောနာကဟိုဖုန်းမှာကျွန်တော်ထည့်ခဲ့လိုက်တဲ့ Gmail ကိုရွေးပေးရမယ်ပေါ့နော်အဲ့ Gmail ကိုကျွန်တော်တစ်ချက်ရွေးပေးရမယ်အဲ့တော့ကျွန်တော်ရှာလိုက်မယ်ပေါ့နော်အဲ့ Gmail ကဘယ်ရလဲဆိုလို့ရှင်ရွေးပေးလိုက်မယ်ရွေးပြီးလို့ရှိရင်ဒီမှာဒါကကျွန်တော် Gmail တွေအများကြီးရှိနေလို့ပေါ့နော်ဒီဖုန်းထဲမှာကြည့်တဲ့သူက Gmail ဘယ်လောက်ရှိပေါ့နော်ဟိုဘက်ဖုန်းမှာ Gmail တစ်ခုပဲလိုတာပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်အဲ့လိုရွေးပြီးလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီကောက်ကဒီအပြာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာရေးဒါ permission တောင်းတာလေး allow ဆိုလေးနှိပ်ပြီးလိုက်ပေါ့နော်
နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်ပြီးရင် guest star ဆိုလေးတစ်ချက်ထပ်နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ရသွားပြီပေါ့နော်ကိုဖုန်းထဲမှာကတော့ရသွားပြီအဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ရသွားပြီဒီမှာ screen time ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်ဒီမှာ screen time ဆိုတာလေးပေါ့နော် screen time ဆိုတာလေးနှိပ်ပြီးကမှကျွန်တော်အဲ့ဖုန်းကိုလော့လန့်ခတ်လိုက်လို့ရသေးတယ်ပေါ့နော်ဒီမှာလော့ဆိုတာလေးနှိပ်လိုက်လို့ချင်းဟိုဖုန်းမှာလော့ကျသွားမှာနော်လော့ပိတ်သွားမှာဖြစ်ပါတယ်ခဏလေးစောင့်နေလိုက်ပေါ့နော်ဒီမှာလော့ပိတ်တဲ့တဲ့ဟိုဘက်ဖုန်းမှာလော့ကျသွားလိမ့်မယ်အဲ့တော့ဟိုဘက်ဖုန်းမှာလော့ကျသွားပြီမနော်ကိုသူတို့ဘာသုံးမရတော့ဖုန်းခေါ်တာတော့ဘာလောက်ပဲပေါ့နော်အဲ့လောက်ပဲရတော့ကျွန်တော်လော့ကွာလုပ်လိုက်လို့ပေါ့နော်အဲ့တော့ဒီဘက်ကပြန်ဖြည့်ပေးမှသာလျှင်အဲ့ဒါသူဆက်သုံးလို့ရမှာမနော်ကျွန်တော်လော်လန့်ပိတ်လိုက်လို့ရသေးရပေါ့နော်လော်လန့်ပိတ်လိုက်လို့ရတယ်လော်ပိတ်ပြီးကမှသူဘာမှသုံးမရတော့ကျွန်တော်ဒီဘက်ကဒီလော့ဆိုတာလေးနှိပ်လိုက်မှဟိုဘက်ကလော့ပြန်ပြေးမှာပေါ့နော်အဲ့တော့ခဏလေးစောင့်လိုက်ပေါ့နော်အဲ့တော့လော့ဆိုတာလေးလုံးလိုက်မှကျွန်တော်ဒီဘက်ကလော့ပြေးသွားမှာပေါ့နော်အဲ့တော့လော်လေးပြန်လုံးလိုက်မယ်ဆိုသူကလော့ကျသွားမှာဖြစ်ပါတယ်လော့လုံးလိုက်ရင်ဟိုဘက်ကပြေးသွားမယ်ပြန်သုံးလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ချိန်စမ်းပြပေးမယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတော့အချိန်လေးတော့စောင့်လိုက်ပါနော်ပေါ်လာလိမ့်မယ်လောကျသွားလိမ့်မယ်ပေါ့နော်လောကျသွားပြီပေါ့နော်လောကျသွားဒီလော်လေးပြန်ဖြေမှတာလျင်သူဘက်ကသုံးလို့ရမှာပေါ့နော်အဲ့လိုလဲသူတို့မသုံးစေချင်တော့ရင်ဗျာစာချက်ခိုင်းရင်ကလေးတွေစာချက်ခိုင်းရင်လုံးဝမှစာမကြက်ဘူးဒါဟိုဘက်ကကလေးလို့တအားဆော့နေတယ်ဆိုလို့ရှင်တော့အဲ့ဒါမျိုးလေးကျွန်တော်လန့်လုံးလိုက်လို့ရဗျာအဲ့လိုလေးလုံးလိုက်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီမှာလော်လေးကအဲ့လိုဆိုအဆင်ပြေသွားပြီးလို့ရှင်ကျွန်တော်အပေါ်လေးနည်းနည်းဆွဲတင်လိုက်မယ်အပေါ်လေးတင်လိုက်ပါတော့အပေါ်လေးတင်လိုက်လို့ရှင်ဒီမှာတိုင်းလိုင်းဆိုတာလေးရှိဒီကောင်လေးနှိပ်လိုက်ပါတော့နှိပ်လိုက်လို့ရှင်ဒီမှာ ABB list ဆိုတာလေးရှိပါတော့အဲ့ဒီမှာ ABB list ဆိုတာလေးနှိပ်လိုက်ကမှဒီထက်ကသူတို့မို့မသုံးသေးခြင်းတဲ့ဟာတွေပေါ့နော် gain ဆော့ရဆိုလဲ gain ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လန့် block လိုက်လို့ရသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ဟာလေးရှာမလဲVPN မှာတော့ဂျန်ဂျန် VPN လေးကိုကျွန်တော်စမ်းကြည့်လိုက်မယ်နော်ဒီဘက်ကနေကျွန်တော်ဂျန်ဂျန် VPN လေးရှာလိုက်မယ်ဒီမှာဂျန်ဂျန်လေးပေါ့နော်ဂျန်ဂျန် VPN လေးကိုသူ VPN သုံးလို့မရဘူးပေါ့နော်ဒီမှာလောလောဆယ်တွေ့လာမသိဘူး TikTok နာမှာ TikTok line နာမှာဂျန်ဂျန် VPN လေးရှိနေတယ်အဲ့ဒါလေးကိုကျွန်တော်သူ့ကိုမသုံးစေချင်လို့ကျွန်တော်ဒါမျိုးလေးနှိပ်လိုက်မယ်နှိပ်ပြီးကမှဒီမှာ set time တယ်ဆိုတော့ဒါအချိန်လေးနဲ့ပေါ့နော်အချိန်လေးနဲ့လည်းပေးလို့ရတယ်ပေါ့နော်အချိန်လေးနဲ့လည်းလုပ်လို့ရတယ်ဒါမှမဟုတ်လုံးဝသုံးမရအောင်လည်းလုပ်လို့မဲ့ဆိုလို့ရှိရင်အပေါ်ကအလောင်းဆိုတဲ့ဟာလေးဒီမှာပွင့်နေရလေးပေါ့နော်အဲ့ဒါလေးပိတ်လိုက်ပေါ့နော်ပိတ်ကဒန်းဆိုလေးနှိပ်လိုက်သူ့ဘက်ကဟိုဘက်ကပျောက်သွားလိမ့်မယ်နော်ဂျန်ဂျန် VPN ဆိုလေးကသုံးမရဖြစ်သွားလိမ့်မယ်အဲ့တော့ခဏလေးစောင့်ကြည့်လိုက်ပေါ့နော်ပြီးလို့ရှိရင်နောက်ပျောက်သွားပြီပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုပါလို့အောင်မလဲနောက်တစ်ခုလုပ်လေရသေးတယ်ပေါ့နော်အဲ့တော့အဲ့လိုလေးလုပ်သွားလို့ရပါတယ်ကျွန်တော်အကုန်လုံးတော့လုပ်မပြတော့ဗျာဗီဒီယိုရှည်သွားမှာဆိုလို့အဲ့တော့ဆောနာကဂျန်ဂျန်ပူပြန်ပျောက်သွားပြီဒီမှာမရှိတော့သုံးမရတော့ဘူးနော်ဂိမ်းဆိုလဲဒီကိုရသားသမီးကဘယ်ဂိမ်းကိုလုံခြုံဆော့နေလဲပေါ့နော်ဟိုပြောမရတဲ့နည်းနည်းမိကောင်ပေါက်တွေဆိုလဲတချို့ slot game တွေပါဆော့ရရှိတယ်လေအဲ့လို game လို့လဲအဲ့ဒါမျိုးမဆော့အောင်အဲ့ဒါမျိုးလှမ်းပြီးကမှလှုပ်လိုက်လို့ရပါတော့အဲ့တော့ကျွန်တော်ပြန်ဖြေမယ်ဆိုလို့ရှင်တော့အဲ့ဒီကိုလုတ်ခဲ့တဲ့ဟာလေးကိုကျွန်တော်ပြန်နှိပ်လိုက်မယ်နှိပ်ပြီးကမှဒါလေးဖွင့်ပေးလိုက်ဖွင့်ပြီးလို့ရှင်ဒန်းဆိုလေးနှိပ်လိုက်လို့ရှင်သူကပြန်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါမျိုးလေးပေါ့နော်ဟိုဘက်လောလောဆယ်တော့ခဏလေးစောင့်လိုက်ပေါ့နော်ပေါ်လာလိမ့်မယ်နော်အဲ့ဒါမျိုးလေးလှမ်းလှုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှင်ပြန်ထွက်လိုက်မယ်ထွက်ပြီးကမှကျွန်တော်တခြားဟာတွေလည်းရှိသေးတယ်ပေါ့နော်ဒီထက်မှာဒီမှာကွန်ထရိုလာဆိုတဲ့အထက်မှာလည်းရှိတယ်ဟိုဘက်ကမပေါ်လို့ရှင်ဟိုဘက်ဒီဘက်ဆွဲကြည့်လိုက်ပေါ့နော်ဒီဘက်မှာသွားပေါ်တယ်ပေါ့ဂျန်ဂျန်သူ့ငကိုနေရာလေးမှာလာမပေါ်ဟိုဘက်မှာသွားပေါ်နေပေါ့နော်အဲ့တော့ဒီကောင်လေးနှိပ်ပြီးကမှဒီမှာ Google Play ပေါ့နော်Google Play ဆိုလို့ရှင်လည်းဒီ Google Play တဲ့ကိုသူတို့ software တွေမထောင်းအောင်ပေါ့နော် software တွေ download မဆွဲအောင်ဘာညာတွေပိတ်ထားလို့ရတယ်ပေါ့နော်ဆိုတချို့က Play Store ထဲဝင်ကမှ software တွေ install တွေတင်နေမှာဆိုလို့ပေါ့နော်အဲ့ဒါမျိုးတွေလည်းပိတ်ထားလို့ရတယ်ပြီးလို့ရှင်ဒီမှာ YouTube ဆိုလည်းသူသုံးလို့မရအောင်ရှာမကြည့်ရှာမရအောင်ဘာညာပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဒီမှာသူပေးထားတာလေးလုပ်လို့ရတယ်ပြီးလို့ရှင်ဒီမှာ location ပေါ့နော် location ကြည့်ဆိုလို့ရှင်လည်းဒီမှာ location နဲ့ဝင်ကမှသူတို့ပဲရောက်နေလဲပါညာလဲ location လဲကြည့်လို့ရသေးတယ်ပေါ့နော်အဲ့လို location လေးရသေးတယ်ဒီကောင်လေးကဒါဆိုးတော့မဆိုးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပြောသလိုပေါ့နော်ဟိုအကုန်လုံးကြီးတော့မပါဘူးပေါ့နော်ဒီတဲ့အကောင့်နဲ့ software လေးတွေရှိတော့ရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ software တွေကတင်လို့မရဘူးဒါကကြာ Google ကထုတ်ထားတဲ့Google Family Link ဆိုတဲ့ကောင်လေးနဲ့လုံးမှဖြစ်တယ်ဒါတရားဝင်သူကဒီ family အတွက်တရားဝင်လဲသူကဒီ Play Store မှာရှိတာဖြစ်တယ်သိရှော့မရှိဘူးပေါ့နော်ဒီတဲ့အကောင့်နဲ့ spyware တွေလည်းရှိတယ်သူတို့ဖုန်းနဲ့လှုပ်ဆောင်ချက်အားလုံးတွေကိုကြည့်လို့ရတဲ့ software တွေလည်းရှိတယ်ပေါ့နော်ရှိတယ်သူတို့ဖုန်းဆိုလဲဘယ်သူနဲ့ဘာပြောနေလဲဘာညာပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ကျွန်တော်တင်လို့မရလို့တင်မ
ပြီးတော့ဒီနီးလေးတော့တင်ပေးလိုက်မယ်ဒီနီးလေးကတအားကြီးတော့မဟုတ်ဘူးเนาะသူတို့Facebook မှာဘယ်သူတွေစာပြောလဲစကားပြောလဲဘာညာတော့ကြည့်လို့မရဘူး message တွေပါဝင်လဲဘာညာကြည့်လို့မရဘူးဖုန်း call တွေလည်းနားထောင်လို့မရဘူးသူက location နဲ့ဒီ software တွေသုံးလို့မရအောင်ပဲလှမ်း block လို့ပဲရတာပေါ့เนาะအဲ့လောက်ပဲရမှာပေါ့เนาะဒီကောင်လေးကတော့အကုန်လုံးကိုတော့မရဘူးပေါ့เนาะအကုန်လုံးသူတို့လှုပ်ဆောင်ချက်တွေကြည့်ကျင်တယ်သိကျင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ Viber နံပါတ်399695 142ကို high ခဲ့ပြီးပါအကောင်လေးရတင်လို့မရလို့ပေါ့เนาะအဲဒါကြောင့်အကောင်လေးရ service လေးပေးနေရတာဖြစ်ပါတယ်service အနေငယ်တော့ရှိရပေါ့เนาะအခုကကျွန်တော်ပြောသလိုသူတို့ဒီဖုန်းတွေက message တွေပို့တာတွေကိုဖုန်းနဲ့ရောက်အောင်လာအောင်တို့သူဖုန်းပြောတာတွေကိုဖုန်းကနေနားထောင်လို့ရအောင်တို့ Viber မှာဘယ်သူနဲ့ပြောနေလဲတို့ပါအဲ့ဒါမျိုးတွေကတော့ရောက်မလာဘူးအဓိကကတော့ဒါကလေးတွေအတွက်ပို့အဆင်ပြေတယ်ပေါ့နော်ကိုကလေးတွေရဲပြီးလို့ရှင် location တီနေရသိကျင်တဲ့သူတွေအတွက်လည်းတော့အဆင်ပြေတယ်ပေါ့နော်အကုန်လုံးတော့ရောက်မလာဘူးဒီကောင်ကသူတို့သုံးလို့မရအောင်လှန်ထိန်းတဲ့သဘောမျိုးပဲရှိတယ်ပေါ့နော်ဒီကောင်လေး Google Family Link လေးရကြသူ့ရဲ့ကောင်းတဲ့ software လေးဆိုရင်တော့ကျွန်တော်တင်လို့မရလို့ပေါ့နော်ကျွန်တော်ရဲ့ Viber နံပါတ်399695 142ကို high ခဲ့ပြီးပါအမှ service လေးအနေငယ်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပြောလို့ပဲသူဖုန်းကိုဘယ်သူတွေနဲ့ပြောနေလဲဘယ်နှမိနစ်ကြာလဲပဲဖုန်းနံပါတ်ကိုခေါ်လဲဘာတွေပြောလဲအကုန်လုံးနားထောင်လို့ရတယ်သူတို့ပြောပြီးချက်ချင်းဖြတ်ပလိုက်လဲကိုယ့်ဘက်ကနားထောင်လို့ရတယ်အဲ့ဒါတော့သူဖုန်းထဲမှာတော့ software လေးထည့်ဖို့လိုတယ်ကျွန်တော်ခဏခဏလာမေးနေတာကဝေးနေလို့တို့ဘာတို့နိုင်ငံခြားရောက်နေလို့လုံးလို့ရလားဘာလားလို့မေးတယ်ပေါ့နော်အဲ့တော့ကြာဖုန်းနံပါတ်ပဲသိတာမျိုးတို့ဘာတော့အဲ့လိုတချို့ကြာဖုန်းနံပါတ်ပဲသိတာသူ့ရဲ့ဖုန်းနံပါတ်ပဲသိတာအဲ့မျိုးပြောနော်အဲ့တော့ဖုန်းနံပါတ်သိုံလောက်ကတော့ဖုန်းခေါ်မယ်စကားပြောမယ် message ပို့မယ်ဘာညာအဲ့လောက်ပဲလုံးလို့ရမယ်တခြားဘာမှမမျှော်လင့်နဲ့ပေါ့နော်သူဖုန်းထဲကဘာအချက်လက်ပဲသိချင်းဘာပဲသိချင်းသူတို့ဖုန်းထဲကို software လေးတကူထည့်လို့ရမှာပဲအဆင်ပြေမယ်ပေါ့နော်အဲ့ဒါလေးလည်းကြိုပြောခြင်းနဲ့အဲ့ဒါမျိုးထည့်လို့ရတဲ့အဆင်ပြေတယ်ကောင်းကောင်းလေးသုံးကျင်တယ်ဆိုလို့ရှင်တော့ကျွန်တော်တင်လို့မရလို့ကျွန်တော်စီမှာလာဆက်သွယ်ပေးပါ Viber နံပါတ်ကိုဆက်သွယ်ပေးပါအကုန်လုံး social media လေးရတယ် Viber တွေ Messenger တွေတခြား Telegram တို့အဲ့ဒါမျိုးပေါ့နော်ဖုန်း call တွေအကုန်လုံးရတဲ့ဟာလေးရှိတယ်ဒီကောင်လေးကတော့ကျွန်တော်ပြောလို့ပဲအကုန်လုံးမရဘူးပေါ့နော်အကုန်လုံးမရဘူး software တွေလန့်ပြီးထိန်းချုပ်ယုံလောက်ပဲရမယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအဆင်ပြေမဲလို့ထင်တယ်ပေါ့နော်နောက်ဗီဒီယိုလေးမှာကျွန်တော်ဒီကောင်လေးကိုပေါ့နော်ပြန်ဖြတ်တဲ့နည်းလေးပြပေးဦးမယ်ပေါ့နော်လောလောဆယ်လှုပ်ထားပြီးကမှကျွန်တော်တို့ကဒါလှုပ်ပြီးသွားပြီဘယ်လိုပြန်ဖြတ်ရမလဲပါညာဆိုတချို့တိုင်ပတ်နေမှာဆိုဒီကောင်လေးကနည်းနည်းပြန်ဖြတ်တဲ့ကောင်လေးစားလို့မလို့နောက်ရက်မှာတော့ကျွန်တော်ပြန်ဖြတ်တဲ့နည်းလေးပြပေးမယ်ဒီနေ့ကတော့ဒါကျွန်တော်ဒီsoftware လေးထိန်းချုပ်သွားပြီဖြစ်ပါတယ်ဟိုနေ့ကလည်းကျွန်တော်တင်ပေးဘူးပါတယ်သူတို့ software တွေ block သုံးလို့မရအောင် block ရနေပြီပေါ့နော်အဲ့ကောင်လေးကအဲ့ထက်မှာကျွန်တော်ပြောတဲ့ထက်မှာလည်းပါပါတော့ဒီကောင်လေးအကုန်လုံးပါပြီးသားပါကျွန်တော်ပြောတဲ့သူ message တွေပါညာဆိုဟိုကောင်တစ်ခုလောက်ထားအောင်နဲ့အကုန်လုံးဒီလို software ခွဲလေးမလို့တော့ဗျာတစ်ခုလောက်ထားအောင်နဲ့တော်တော်များများကိုပြည့်စုံသွား commandဖြစ်တာပေါ့နော်ကျွန်တော်သုံးမှုခဲ့တဲ့ spyware တွေထဲမှာအကောင်တော်တော်ကောင်းတယ်လို့ပဲပြောလို့ရမှာပေါ့နော်အဲ့စာလေးလို့ကျွန်တော် Viber ကိုပဲ high ခဲ့ပြီပါဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်